ဒီရဲ့ကျောင်းသူကျောင်းသားတွေမေးတဲ့မိကုံတကူရှိတယ်ကိုတီးရေးတဲ့ vlogger လောက်တာမကြသေးဘူးဒါပေမဲ့ရရမယ့် idea မရှိတော့ဘူးပေါ့နော်အဲ့တော့ဒီမိကုံလေးကိုဖြည့်ပေးချင်ပါတယ်ဘာလို့လဲဆိုရင် content creator တိုင်းကသူတို့ creator စလုပ်တဲ့အခါမှာ idea တွေတနေ့တစ်မျိုးမယိုးအောင်ရရမယ်လို့ထင်ကြတယ်တကယ်တမ်းမဟုတ်ပါဘူး idea တစ်ခုတည်းရှိတယ်ဆိုရင်တော့မှအဲ့ဒီတစ်ခုကိုအခါတစ်ထောင်ရိုက်လို့ရပါတယ် for example ကျွန်တော်တို့ land base မှာပေါ့နော် what do you do for living ဆိုပြီးမှမေးလာတဲ့ content creator တယောက်ရှိတယ်ပေါ့နော်နိုင်ငံခြားမှာအဲ့ဒီ creator ကအဲ့ဒီမေးခွန်းတစ်ခုတည်းကိုလူပေါင်း1000ကျော်ကိုမေးလိုက်တဲ့အခါမှာသူကိုယ်တိုင်ကအခု millionaire ဖြစ်လာတယ်သူမှ idea အသက်မရှိဘူး idea တစ်ခုတည်းကိုပဲအခောက်1000ပြီးရိုက်တယ်ဒီတော့ပြောချင်တာကကျွန်တော် creator တယောက်အနေနဲ့ idea အသစ်တွေအများနဲ့ရှာနေစရာမလိုဘူး original idea လည်းဖြစ်စရာမလိုဒါပေမဲ့ကိုယ့်အတွက် winning formula ကိုနားလည်ဖို့လိုတယ်ကိုယ့်ရဲ့ winning formula ကိုအမြဲတမ်းအသုံးချသွားဖို့လိုပါတယ်အဲ့ဒီ idea တစ်ခုကကိုယ့်ရဲ့ winning formula ဆိုရင်နောက်ထပ် idea တစ်ခု winning formula ထပ်တွေ့ရဆိုရင်လည်းဒီပထမတစ်ခုကရိုးလာပြီဆိုရင်ဒုတိယတစ်ခုကိုပြောင်းလုပ်လို့ရပါတယ်ပေါ့နော်အဲ့တော့ဒီတက်မှာ creator စလုပ်နေရယ်ကိုယ့်ရဲ့ winning formula မသိဘူးဆိုရင်ရှာကြည့်ပါ video ပေါင်းစုံရိုက်ကြည့်ဘယ် video ရိုက်တာလူတွေကကိုယ့်ကိုattention အပေးဆုံးလဲဆိုတာကို sense ပါ analyze လုပ်ပါအဲ့ဒါမိတ်ဆွေရဲ့ winning formula ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ don't chase after a lot of ideas just stick with one good idea လို့ဒီကပြောချင်ပါတယ် ကိုတီရဲ့ YouTuber 101နဲ့ Mastering Content Creation သင်တန်းကိုတက်ဖို့စိတ်ဝင်စားတယ် Creator လုပ်ဖို့လေ့လာခြင်းနဲ့ဆိုရင် DD Burmese Vlog Facebook page မှာသင်တန်းအသေးစိတ်ကိုစုံစမ်းမေးမြန်းလို့ရပါတယ်သင်တန်းကနောက်ပတ်ဆိုရင်စမှာမို့လို့နောက်မကြစေနဲ့နော်